အားလုံးပဲမင်္ဂလာပါ။ဘာမင်းကုကင်းကနေကြိုဆိုပါရစေ။အိမ်မှာအလွယ်တကူလက်ရှက်လို့ရမယ့်ဟင်းချက်နီလန်းလေးတွေကိုညှော်ပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ဆက်ပြပေးသွားမှာတော့ပုံမှန်ချက်နီတဲ့မတူတဲ့ဘဲဥဟင်းလေးပဲဖြစ်ပါတယ်။အိမ်မှာဆိုရင်ကျွန်တော်တို့ဟင်းမရှိဘူးဆိုရင်တော့အလွယ်ကူနည်းဖြင့်ဘဲဥပြုတ်ပြီးတော့ကျွန်တော်ခင်းကြီးနဲ့ရှက်ပြီးတော့စားကြပါတယ်။ဒီကဆိုရင်တော့ကျွန်တော်တို့ဘဲဥကိုပြုတ်မယ်ပြုတ်ပြီးသွားရင်ကျွန်တော်တို့ပြန်ကြော်ပြီးတော့ခင်းကြီးနဲ့ရှက်တဲ့ဟင်းလေးကိုကျွန်တော်ရှက်ပြပေးသွားမှာဖြစ်ပါတယ်။ဒါကကျွန်တော်ဘဲဥပြုတ်ပြီးတော့ကျွန်တော်ရှမ်းနာဖြစ်ပါတယ်။လိုတာကတော့ခင်းကြီးသည်စစ်တုံဖြူနေပဲဖြစ်ပါတယ်။အဲ့ဆိုရင်တော့ကျွန်တော်ရှမ်းနာတဲ့ဘဲဥလေးတွေကိုအရင်ကြော်လိုက်ရအောင်ဗျာ။ကြော်မယ်ဆိုရင်ကျွန်တော်တို့စီပူအောင်စောင့်မယ်။စောင့်သွားရင်တော့ကျွန်တော်တို့ဘဲဥလေးတွေကိုကျွန်တော်တို့အကုန်လုံးစင်းရရပြီးစီပူတဲ့ကိုကျွန်တော်တို့ထည့်ပေးရပါမယ်။ထည့်သွားရင်တော့ကျွန်တော်တို့ဘဲဥလေးတွေကျဲတဲ့အချိန်ထိကိုကျွန်တော်တို့စိတ်ရှိရှိလေးစောင့်ပေးရပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဘဲဥလေးတွေချက်ပါပြီ။ချက်ပြီဆိုတော့ကျွန်တော်တို့ပကံလေးကိုစထည့်လိုက်ပါမယ်။နောက်ထပ်ဘာလုပ်ရမလဲဆိုရင်တော့စစ်တုံအဖြူနီထောင်းထားတာတွေကိုကျွန်တော်တို့ဘဲဥကြော်တာစီးနေပဲကျွန်တော်တို့စီးတက်လိုက်ပါမယ်။ဒီဝိုင်းတော့ကျွန်တော်တို့စနေမုံနဲ့ရောင်းနေမုံနဲ့ထည့်ပေးရပါမယ်။ထည့်ဝိုင်းအနှံငယ်မှုပေးရပါမယ်။မွေးွားရင်တော့ကျွန်တော်တို့စနစ်လေးကြတဲ့ခင်းကြီးတွေကိုကျွန်တော်တို့အိုးထဲမှာလိမ့်နေအောင်လို့ကျွန်တော်တို့မွေးပေးရပါမယ်။အခုလိုမျိုးလိမ့်လာပြီဆိုရင်တော့ကျွန်တော်တို့မြုပ်တီအစိမ်းစားရင်လည်းတော့ငွေစိမ့်ထဲပါအမုတ်စားရင်လည်းတော့အမုတ်ထဲပါကိုစားနိုင်တဲ့လောက်ပုံမူတည်ပြီးတော့ထည့်ပေးရပါမယ်။အဲ့လိုမျိုးထည့်သွားပြီဆိုရင်တော့ကျွန်တော်တို့အစောကကြော်ထားတဲ့ဘဲဥလေးတွေကိုထည့်ပြီးတော့ဒီခန်းကြီးဒီနှစ်လေးနဲ့နေပေးလိုက်ရပါမယ်။အခုအဲ့လိုမျိုးနေသွားပြီဆိုရင်တော့ကျွန်တော်တို့လိုချင်နေတဲ့ဘဲဥပြုတ်ကြော်ခန်းကြီးချက်ဟင်းလေးတစ်ခွရပါပဲဖြစ်ပါတယ်။ကျွန်တော်မိတ်ဆွေတို့လည်းဒီဟင်းလေးကိုတနေ့သိမ့်မယ်လို့ထင်ပါတယ်။စစ်သက်ပြီလို့လည်းထင်ပါတယ်။နောက်ထပ်လည်းကျွန်တော်ဘယ်လိုဗီဒီယိုတွေတင်ဆက်ပေးမယ်ဆိုတာကိုစောင့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့စောင့်ဆိုင်ဖို့အောင်ဆိုပါတယ်။ကျွန်တော်ဗီဒီယိုကိုစုံကြည့်ပြီးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်။အဲဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုဒီမှာပဲညှိနှိုင်းလိုက်ရအောင်ဗျာ။အားလုံးပဲ bye bye